ရက်ကွက်ကောက်ကွင်းလေးချီရေးနေရာကိုတွားနေရဖြစ်ပါတယ်ရှင်ဂျပန်မှာကရက်ကွက်အလိုက်ပြည်သူလူထုနားဖို့ပေါ့နော်ပန်းချန်နေအခမဲ့ပန်းချန်နေရှိတတ်ပါတယ်ရှင်အဲ့ဒီပန်းချန်နေမှာ baseball တို့ဘာလို့အားကစားတချို့ရိုက်လို့ရပါမယ်ဒီ golf ကတော့ရိုက်လို့မရလို့ပါလေ့ကျင့်ရေးကွင်းကိုလမ်းမြင်နေရပါပြီရှင်ဧည့်သည်နားနေရုံခန်းမှာလက်မှတ်ဝယ်ပြီးကွင်းထဲကိုဝင်ပါမယ်ရှင် golf driving race ကိုရောက်ပါပြီရှင်ချိုင်းနေတတ်တဲ့အဆင်ပြေတဲ့နေရာတစ်ခုကိုယူလိုက်ပါမယ်ဘေးမှာလည်းအရွယ်ဆုံးကောက်ရိုက်လေ့ကျင့်နေတဲ့သူတွေရှိပါတယ်ရှင်ကိုရီးယားအငယ်ဆုံးဖြစ်ပါတယ်စိတ်အခြေအနေကြောင့်ကျမရဲ့မပြတ်မစင်ဖြစ်နေတဲ့ပုံကတော့အားနာပါတယ်ရှင် golf ရဲ့အခြေခံ sandwich ကိုစားရိုက်နေပါတယ်ရှင်ခုနှစ်နှစ်ထဲကစားရိုက်တဲ့သူတွေပြောတာကတော့စစချင်းရိုက်တဲ့နေ့မှာခေါက်တီးထိဖို့အတော်ခက်ပါတယ်ကျမကဆွန့်လဲတာတွေမားတာရှိပေမဲ့ခေါက်တီးကိုအပေါ်ပိတ်ရိုက်နိုင်တာမို့မစိုးဘူးပြောရမှာပေါ့ရှင်ဒါကပတ်တာရိုက်တာကျင့်တာဖြစ်ပါတယ်ကြည့်ရှုပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေရှင်